mu asang shabi do mienya mienga maida di lau be tabo thaba soda da ko pali lo ba le indari ye tu sa pin sa tu na ne pat den le tho tu be na kaung ne pat den le tho tu be dwara 6ပါးပေါ်မှာထင်လာသောအာယုန်တွေမှန်သမျှတွေကိုမြင်ရင်မြင်ကမိုက်တာကြားရင်ကြားကမိုက်တာနားရင်နားကမိုက်တာစသည်ဖြင့်ဒီလိုပဲနှလုံးသွင်းလိုက်ပါဆိုတာကိုကမ္မဋ္ဌာန်းစီရဆရာတို့လည်းအားလုံးသင်ပြီးပြီမဟုတ်လားဟုတ်လားဒီယခုရာဟုလာကိုလည်းမြတ်စွာဘုရားသင်တယ်ဒီရပါပဲနော်ပရိယစာပေထဲမှာအကုန်လုံးပါတယ်နော်ပရိယစာပေထဲမှာလောက်ငါမပါဘူးလို့မပြောနဲ့ဒီအထက်ကထုတ်နေရတာပဲဒါကြောင့်ပါဠိတော်ပါရိမောက္ခသမင်အိန္ဒရိယေတုစပြင်စာသူတတိကာယကရတရားတုနိဗ္ဗိဒာဘုလောဘောရာဟုလာရှိတာသိချာရာဟုလာတေသင်ဤတတိတတိတိကာယကရ32ကွာထာသာကိုကာယနေတည်သည့်အတ္တိဘောဓုဖြစ်ပါစေကာယကရတတိဘာဝနာကိုအဓိကထားပြီးတော့ပွားများဖို့ဒီမှာတော့ဆုံးမထားတယ်ဘာဖြစ်လို့လဲရာဟုလာကခေါင်းနဲ့အရွယ်ရောက်လာတယ်နေစီအသက်အရွယ်ကကြီးလာတော့လူပြောဘဝရောက်လာတယ်လူပြောဘဝရောက်လာတော့ရာဟုလာတခါချင်းစိတ်ကူးရင်တယ်နော်မြတ်စွာဘုရားနဲ့ဆွမ်းခံကြွားတယ်ကြည့်လိုက်တယ်မြတ်စွာဘုရားမှာ32ပါးသောမဟာပရိသလက္ခဏာပါတယ်သူ့မှာလည်း32ပါးသောမဟာပရိသလက္ခဏာပါတယ်32ပါးသောလက္ခဏာနဲ့ပြည့်စုံလက္ခဏာကြည့်ငင်နဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလူလောကမှာသာနေရင်စัจ java တွေမှဖြစ်တယ်စัจ java တွေမှလောင်းလို့ခေါ်တယ်သာသနာ့တဲ့ဝိညာဉ်တို့ပါလေမြတ်စွာဘုရားလောင်းပြီနော်ဖြစ်တယ်မြတ်စွာဘုရားမှာ32ပါးသောမဟာပရိသလက္ခဏာပါတော့ရာဟုလာမှာလေ32ပါးသောမဟာပရိသလက္ခဏာပါတိအတွက်ကြောင့်ဆွမ်းခံကြွတဲ့အခါမှာရာဟုလာကနောက်ကနေပြီးတော့ငါဖခင်ကြီး32ပါးသောမဟာပရိသလက္ခဏာပါတယ်ငါမှလေးပါတယ်အကယ်၍သာငါတို့သားဖာနေရသာသနာ့တဲ့သုံးဝင်ပြီးနဲ့လူလောကမှာမျိုးနေလိုက်ရရင်ငါအဖေကစက်ကြမဲကြီးငါကအိမ်ရှိမဲသားပဲဟောစိတ်ကူရင်တာလေးပြောတာနော်အဲ့ဒါမျိုးလေးတွေစိတ်ကူရင်မှစိုးလို့ဘုရားရှင်ကကြိုးတင်ပါပြောထားတယ်တေသံဤတတိတိကာယကရ32ကွာထာသာကိုကာယနဲ့တည်သည့်အတ္တိဘောဓုဖြစ်ပါစေရှင်းတရာဟုလားစိတ်ကူမရင်နဲ့မင်းရဲ့ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်32ပါးသာမဟာပရိသလက္ခဏာမကြည့်နဲ့32ကွာထာသာကိုမြင်အောင်ကြည့်ဟာလားကွာထာသာ32ပါးဒီလောက်တော့သိကိုယ့်ကမသိရင်စားဖို့ဖိုက်ရှင်းပြဖို့အရှင်မြတ်ဖို့ဆိုင်မယ်မွေးရင်စသည်တစ်ခုစီခန္ဓာကိုယ်ကြီးကိုအစိတ်စိတ်ထုတ်လိုက်နော်ဘာတစ်ခုမှမဲမိုးစရာတွေးတာစရာမရှိဘူးယွန်းစရာတည်းရဲ့ပဲနော်ဒါကိုမြတ်စွာဘုရားကာယကရတတိဘာဝနာကိုပွားများကြိုးကိုအားထုတ်ဖို့အတွက်ဘယ်သူကိုမိနော်ရှင်ရာဟုလာကိုမိတယ်ဒါကြောင့်ရာဟုလာရှိတာသိချာရာဟုလာပါတိမောက္ခသမီးပါတိမောက္ခသံဝရလို့ဆိုတဲ့သီလနဲ့ပန်ဟုတော်လုံချုံစွာစောင့်တင်သူဒီဘဝဟိတရာတရားရှိဝေထားရတန်ရှိတာဖြစ်ပေါ်ပါလေပြင်းစားသူငါးပါးကုန်သောအိန္ဒြိယေသူစာမျက်စိတော်နာလျာကိုစိုက်လို့ဆိုတဲ့အိန္ဒြိတရားတော်နဲ့လည်းပဲပန်ဟုတော်အကုသိုလ်ခိုးသားတို့မဝင်ရောက်မနှောက်ယှက်နိုင်အောင်လုံချုံစွာစောင့်တင်သူဒီဘဝဟိတတိတရားရှိဝေထားရတန်ရှိတာဖြစ်ပေါ်ပါလေတေသံဤတတိတိကာယကရ30တကွတာသာကိုကာယနဲ့တည်သည်အတ္တိဘောဓုဖြစ်ပါစေနိဗ္ဗိဒာဘုလောအဲ့ဒီ32ပါးသောကိုကာယအပေါ်မှာညီဝဲမှုဆိုတဲ့နိဗ္ဗိဒာညာထက်သန်လာသူသည်လည်းဘဝဖြစ်ပါလေကာယကရတတိဘာဝနာကိုပွားများကြိုးကိုအားထုတ်ဖို့အတွက်ဘုရားရှင်ကပေးတယ်အရှိကဘာဝနာအနေနဲ့ဘုရားရှင်ကပြောင်းလဲပြီးတော့ယူရတယ်ရာဟုလာလူပြောရွယ်ရောက်တဲ့အချိန်မှာဘာကိုအရှိကအနေနဲ့ထားတော့ကာယကရတတိ32ပါးသောကွာထတာကိုပေးတယ်အဲ့ဒါကြောင့်အာနာပါနမပေးတော့ဘူးဒီနေရာကြတော့ဘာလို့လဲသူကစိတ်ကူးရင်နေတဲ့အရွယ်ဖြစ်နေတယ်နော်ကဲအဲ့ဒီလိုပေးပြီးတော့မြတ်စွာဘုရားကဘာဆက်ပြီးတော့မိန့်ကြတယ်နိမိတံပရိဝေစေဟိသူပံရာဂုပပံဟိတံအတုဘာယစိတ်တံဘာဝေဟိဧကကံသူတမဟိတံရာဟုလာရှိတသိရှာရာဟုလာသူပံရာဂုပပံဟိတံရာဂနဲ့စိုက်ရှင်ပေးထားသောတက်မဲ့ပွေရာဂအာယုန်နဲ့စိုက်ရှင်ပေးထားသောသူပံနိမိတံတဲ့တင်သည်ဖွင့်ရသည်မင်္ဂလာရှိသည်ထိုဤဆွေကျဲသူပနိမိတ်ကိုလည်းပဲပရိဝေစေဟိတတိတရားရှိဝေရရဲ့တန်ရှိတဲ့ရှောင်ရှားပါလေရှင်းတရဟုတ်လားနိမိတံပရိဝေစေသူပရာဟုပပဟိတံရာဂနဲ့စိုက်ရှင်သောသူပနမိတ်မှန်သမျှကိုခွာနိုင်အောင်ကြိုးပမ်းပါပါဠိစာပေကတက်ရိုက်တာပဲဆိုလိုတာကရာဟုလာကအသက်အရွယ်15နဲ့16နဲ့ရောက်လာတော့လူပြိုရရောက်လာတယ်ရောက်လာတဲ့အချိန်ကြတော့ရာဟုလာသူ့ရဲ့ခန္ဓာကိုကြည့်ပြီးတော့ငါရဲ့ခန္ဓာကိုလည်းလှလိုက်တာဖွေလိုက်တာမင်္ဂလာရှိလိုက်တာဟုတ်လားလက်သေးလေးကိုကြည့်လိုက်တယ်ကိုယ့်ရဲ့မျက်နှာကိုမှန်မှကြည့်လိုက်တယ်တနေ့တည်းဘိုးရွလှပတာတင့်တယ်လာတဲ့အရွယ်ဖြစ်သည့်အတွက်ကြောင့်သူ့ရဲ့ခန္ဓာကိုကြည့်လိုက်တယ်ငါရဲ့ခန္ဓာကိုဘေးနေရာကြည့်လှလိုက်တာဖွေလိုက်တာမင်္ဂလာရှိလိုက်တာဆိုတဲ့ပါရမှုတဏှာတွေကဖုဒ္ဓဆိုင်ခိတ်တံမှာခဏဖြစ်တယ်ဒါကိုသိတော်မြတ်စွာဘုရားကရာဂုပသဟိတံရာဂနဲ့စိုက်ရှင်ပေထားသောသူပါနိမိတံတဲ့နေသည်ဖွေရသည်မင်္ဂလာရှိသည်ထိုဤဆွေးကျသူပါနိမိကိုပရိဝေစေဟိတတိတရားရှိဝေထားရဲ့ဟဲ့ရာဟုလာရှောင်ရှားလိုက်စမ်းပါကွာခဏသတိပေးရတယ်နော်အဲ့လိုသတိပေးတော့ရာဟုလာကလည်းဒီအတိုင်းပဲပြန်ပြီးတော့နှလုံးသွင်းတာပါပဲ
ဒါကြောင့်နိမိတံပရိဝေစီသူပံရာဂုပတံဟိတံအတုဘာယစိတ်တံဘာဝေဟိဧကကံသူတမဟိတံဧကကံတခုတည်းသောအာယုရှိသောသူတမဟိတံလွန်စတည်ခြင်းရှိသောအတုဘာယစိတ်တံတက်ရှိအတုဘာခိုးစောရသည့်ကာယကတာတတိဘာဝနာကိုပွားမြတ်အထောရရသောဥပဇာရသမာဓိဇံစိတ်ဖြစ်နေလေအပ္ပနာသမာဓိဇံစိတ်ဇံနဲ့ရှင်သောစိတ်အပ္ပနာသမာဓိနော်ဥပဇာရသမာဓိဆိုတာကကာမဝဇ္ဇရသမာဓိတေကိုကောက်လို့ရှိရင်မာကုသိုလ်ညာနာတံပြု၄ခုကိုကောက်ရတယ်နော်ပြီးဒီမှာပဲရောက်နင်းနေငင်းငွေဖို့တေရိုးရိုးပဲပြောကြဆိုဥဇာရသမာဓိအပ္ပနာသမာဓိလောက်ဆင်ရပြီဧကကံတခုတည်းသောအာယုရှိသောသူသမာဟိတံလွန်စာတည်ခြင်းရှိသောသူဘာနိမိတံအတုဘာယနိမိတံသက်ရှိအတုဘာခိုဆိုရသည်ကာယကရတတိဘာဝနာပွားများအထုတ်ရသောဥပဇာရေသမာဓိအပ္ပနာသမာဓိဇန်စိတ်ကိုလေဘာဝေမရောက်ရအောင်ပွားများခြင်းကိုအထုတ်ပါလေရှင်းသားရဟုလားကာယကရတတိဘာဝနာကိုပွားများအထုတ်တဲ့အခါမှာတန်ရှင်းသောဥပဇာရသမာဓိအဆင့်ရအောင်တတ်နိုင်လျင်အပ္ပနာသမာဓိအဆင့်ရအောင်ဇန်နဲ့ရှင်သောဇာနာသမာဓိမျိုးဖြစ်အောင်လို့တန်ရှင်းသောပွားပါမိမိကိုသူဘာဒုက္ခနေသအတ္တလို့မပွားပါနဲ့အနေစာဒုက္ခအနတ္တအတုပါရဲ့လို့ဒီခန္ဓာကိုယ်ရဲ့မတက်တေပုံကို32ပါးသောကွဋ္ဌတာကိုမှအစိတ်စိတ်အတုပါအနေနဲ့ရှုမြင်အောင်တန်ရှင်းသောပွားများကျုပ်ကိုအထုတ်ဘယ်လောက်တိုင်းတာရအောင်ပွားများအထုတ်ရမှာလဲဆိုရင်ဥဇာရသမာဓိသမဟုတ်အပ္ပနာသမာဓိဒီသမာဓိနှစ်မျိုးတစ်မျိုးမျိုးရအောင်လို့တန်ရှင်းသောပွားများကျုပ်ကိုအထုတ်ပါအဲ့ဒီသမာဓိနှစ်မျိုးမိမိသဏ္ဍာန်မှာဖြစ်ပေါ်လာပြီးဟဲ့ဆိုရင်တန်ရှင်းသောဒီဘက်မှာဇန်နာဘက်ကိုမဆက်ပါနဲ့ဝိပဿနာစခန်းဘက်ကိုဆက်ပြီးတော့တန်ရှင်းသောပွားများကျုပ်ကိုအထုတ်ပါဒီလိုဆက်ပြီးမိမှာဖို့အတွက်နောက်ဆုံးကာထာတပုတ်မြတ်စွာဘုရားကဆုံးပါတယ်အာနိမိတ်တင်္စဘာဝေဟိမာနာနုတယမုဇ္ဇာဟာတနောမာနာပိသမယဥပသံတောစရိတ္တိယာဟုလားရှိသောသိချာယာဟုလားတတောထို့သောပါရိမဂ္ဂသံဝရသီလဆိုတဲ့ foundation ခိုင်ခံပြီးမှထိုပါရိမဂ္ဂသံဝရသီလပုံမှာကာယကတတတိဘာဝနာဖြင့်စံပင်မွေးခြင်းစာရှိသော32ပါးသောကွဋ္ဌာသပုံမှာငါဥစ္စာမဟုတ်ငါမဟုတ်ငါရဲ့အတ္တလိုက်ပြန်မဟုတ်မတင်သေးဘူးစသည်ဖြင့်အတုပါဘာဝနာဖြင့်ကာယကရတတိဘာဝနာကိုပွားများကျုပ်ကအထုတ်လို့ဥပဇာရသမာဓိဇန်စိတ်တတ်နိုင်လေအပ္ပနာသမာဓိဇန်စိတ်ရအောင်သမာဓိဘာဝနာထူထောင်ပြီးဒီမှာပတ္တရာစ၍အာနိမိတ်တင်စာနိသနမိတ်ဒုက္ခဒုက္ခနိမိတ်အတ္တနိမိတ်ခွာရှောင်စိတ်စိတ်လေးအာနိမိတ်တအမြရသောအနိစ္စနုပါဒနာဒုက္ခနုပါဒနာအနတ္တနုပါဒနာလို့ဆိုတဲ့ဝိပဿနာဘာဝနာကိုလည်းပဲဘာဝေဟိပွားများကျုပ်ကအထုတ်ပါလေရဟုလားပါဠိမဂ္ဂသံဝရသီလကလည်းလုံခြုံပြီးပြီကာယကတတတိဘာဝနာဖြင့်သမာဓိဘာဝနာထူထောင်လို့ဥပဇာရသမာဓိအပ္ပနာသမာဓိဆိုတဲ့သမာဓိတစ်မျိုးမျိုးဖြစ်လာပြီးတဲ့အခါကာလမှာသင်ရှိတာဇန်လန်းဘက်ကိုမလိုက်ပါနဲ့တော့မိမိရဲ့ခန္ဓာ၅ပါးယုံနာတရားတို့ရဲ့မမြေးရှင်အိစ္ဆာသဘောထင်လောက်ဆင်းရဲရှင်ဒုက္ခသဘောထင်လောက်အစိုးမရအနတ္တသဘောထင်လာအောင်လက္ခဏာရဲ့၃ချက်တင်ပြီးတော့ဥပါဒိအာယုဖြစ်သောခန္ဓာ၅ပါးယုံနာတရားပါလက္ခဏာရဲ့၃ချက်တင်ပြီးတော့ရှုမှတ်ပွားများအထောက်လေးစားမှရဟုတ်လားဒါပြင်ကောင်းပြီဥပါဒိအာယုဖြစ်သောခန္ဓာ၅ပါးယုံနာတရားပေါ်မှာအိစ္ဆာတော့အနတ္တလက္ခဏာ၃ချက်တင်ပြီးတော့ရှုမှတ်ပွားများအထောက်လေးဆိုတာဘယ်လောက်အတိုင်းအတာထိပွားများရမှာလဲမြတ်စွာဘုရားဆိုတော့ဘုရားရှင်ကအသက်အရွယ်ငယ်ရသေးတဲ့ရာဟုလားမဲနိဗ္ဗာန်ရအောင်အထောက်ပါကွာဟာဆိုရင်နိဗ္ဗာန်ဆိုတာ तू မမြင်ဘူးသေးဘူးရဟုလားညင်းငွေသွားမှာစိုးလို့ကလေးအနဲ့တင့်တိုတဲ့စကလုံးတစ်ခုကိုမြတ်စွာဘုရားရွေးပြီးတော့ပါပြောလဲမာနာနုတယမောဇဟာမာနာနုတယနာမတေကအစမတေပန္တရတခွဲမှာပါရှိလာတဲ့ငါဆိုတဲ့မာနာနုတယကိုဥဇ္ဇဟသမုတ်စေတပံအပြင်ပေတတ်နှံအောင်သာကြိုးစားပွားများအာထုဇံပါရဟုလားမြင်ကွာအနိစ္စဒုက္ခအနတ္တရဲ့လို့ဝိပဿနာဘာဝနာတရားပွားများကြိုးကိုအထုတ်တဲ့နေရာမှာများများကြီးမဟုတ်ပါဘူးငါဆိုတဲ့မန္တလုံးပြောက်အောင်သာမင်းအထုတ်ပါကွာများများကြီးမလို့ဘူးကလေးဆိုတော့မြတ်စွာဘုရားကဒီလောက်ပဲညွှန်ကြားတယ်နော်အနမတေကအစမတေသန္တရတခွင်မှာပါရှိလာတဲ့ငါဆိုတဲ့မန္တခုဒီမန္တလုံးပြောက်အောင်သာမင်းအထုတ်ပါအဲ့လောက်ပြုတ်ရင်မင်းကိစ္စပြီးပါပြီဒီဆိုမန္တလုံးပြောက်အောင်အထုတ်တယ်ဆိုတာကြည့်မာနာနုတယဆိုတဲ့အနုတယကိလေသာကိုနော်ပေတတ်ဖို့အတွက်ပါမဲနဲ့ပေတတ်ရအရိုက်တမဲနဲ့ပေတတ်ရတာနော်သောတာပန်ပုဂ္ဂိုလ်မှန်ပေလားမပေနိုင်သေးဘူးတာရကံရောပေလားမပေဘူးအနာကံရောပေလားမပေဘူးယဟန္တာပုဂ္ဂိုလ်ဖြစ်လာမယ့်ပုဂ္ဂိုလ်မှာအရိုက်တမဲ့ဉာဏ်ဖြင့်သားလျင်မာနဆိုတဲ့ကိလေသာကိုပေတတ်နိုင်တာမာနဆိုတဲ့ကိလေသာကိုပေတတ်ပြီးတဲ့တဲ့ပြင်နဲ့ပါဖြစ်သွားတော့ယဟန္တာဖြစ်သွားတယ်ဒါကိုမဲ့ယဟန္တာဖြစ်အောင်ကျင့်ပါနိဗ္ဗာန်မရရအောင်ကျင့်ပါလို့ဘုရားကမပြောဘူးအနမတေကအစမတေသံဃာတခွင်မှာပါရှိလာတဲ့ငါဆိုတဲ့မန္တလုံးပြုတ်အောင်သာမင်းကျင့်ကြံကြုတ်ကိုအားထုတ်ပါကွာဆိုတော့
ရာဟုလာအားရှိသွားတယ်ကိလေသာ1500အကုန်လုံးပေသက်စီရမှမလို့ပဲနဲ့မာနဆိုတဲ့ကိလေသာတပါးတဲ့ပေသက်ုံနဲ့ဒါကိစ္စပြီးတဲ့အရာဆိုရာဟုလာဆက်အားထုတ်တာနော်တခါတည်းကမ္မရဏသုတ်ရဆရာတော်များဟာနော်တရားအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်နဲ့တင့်တော်လျောက်ပါတဲ့စကလုံးနဲ့ကျွမ်းကျင်တဲ့ကမ္မရဏသုတ်ရဆရာတော်ဒီတက်ဆောင်ပြသွားတာအများကြီးပါဒါပဲမဲ့ပုဂ္ဂလိဇာတရားပုဂ္ဂိုလ်နဲ့တင့်တော်လျောက်ပါတဲ့ဓမ္မကထာစာလို့ပြောရင်ဝိနည်းဇာတရားလုံးလုံးမှာဝိနည်းတွေအလိုအိဇာတရားနဲ့တင့်တော်လျောက်ပါတဲ့ကမ္မထံကိုတိတိကျကျရွေးချယ်နိုင်ဖို့ဆိုတာကတော့ဖယားမှာတော့မရှိဘူးနော်ဒါလေးအားလုံးပြောရမယ်ရှင်သာရိပုတ္တရာတော်မှာတခါတည်းကမ္မထံပေးလို့အနာနဲ့စေမတည့်တဲ့အတွက်ကြောင့်ပါလေလွဲနေတာရှိသေးတယ်ဒီဇာလန်တွေတွေ့ဖို့တယ်မလားဖတ်ဖို့ကြပါတယ်ဒီတော့အခုဒီယောဂီပုဂ္ဂိုလ်များကိုကမ္မထံဆရာတွေကဟောအာနာပါနသတိဘာဝနာဟာနာတိပြမရှိထားရမယ်စသည်ပြောတာတွေကတော့အများဆုံးတင့်တော်လျောက်ပါအောင်လို့သာလျင်သတ်မှတ်ထားသည့်အတိုင်းဟောရတာတကယ်ကဖယားရှင်သာတက်ရိုက်ရှိမယ်ဆိုရင်ဒီတရားဓမ္မတွေမှာတယောက်နဲ့တယောက်အိဇာတရားတိုက်ရှမတူတချို့ကပထင်သေးဘဝမှာဘဝပေါင်းများစွာဖြစ်လာမယ်တချို့ကတန်ဃာသေးဘဝမှာမြောင်းများစွာဖြစ်လာမယ်တချို့ကဘယင်ဘဝမှာမြောင်းများစွာဖြစ်လာမယ်တချို့ကသေသူကျွေဘဝမှာမြောင်းများစွာဖြစ်လာမယ်အဲ့ဒီဘဝပေါင်းများစွာပန္နကျင်လေတုန်းကအိဇာတရားတိုက်တရားဘာတွေအကောင်းနေလဲဆိုတာဖယားကတော့မြင်တယ်သူတို့နဲ့တင့်တော်လျောက်ပိုက်တဲ့တရားကတော့ဒီလိုပေးမှာပဲဆိုပြီးတော့ကမ္မထံတက်ကိုသမာဓိဘာဝနာထူထောင်ဖို့အတွက်ကမ္မထံဘယ်နှမျိုးသတ်မှတ်တာလဲဆိုတည်တည်သတ်မှတ်ထားတယ်တယောက်နဲ့တယောက်အိဇာတရားတာမတူဘူးဖယားရှိရင်တော့တိုက်ရိုက်ကိုညွှန်ကြားလို့ရတယ်ဖယားမရှိတော့ကျန်တဲ့ကမ္မထာနာစီရဆရာတို့ကပါလိုက်မှန်းပြီးပေးရတာဒါလည်းသဘောပေါက်ဖို့လို့တယ်နော်ဒီတော့လက်ရှိကမ္မထာနာစီရကိုထင်သေးလို့မဟုတ်ဘူးသာရိပုတ္တရာမထေရမြတ်ကြီးတောင်မှပါလေအနာနဲ့စိတ်တစ်အောင်ကမ္မထာမပေးနိုင်သည့်အတွက်ကြောင့်ဘာဖြစ်နေတော့တရားထူမရတဲ့ပုဂ္ဂိုလ်ဘာသူလဲစုလပါဟုတ်လားကင်ထားပါတော့အဲ့ဒီဇာလန်ကျော်ရှင်မလောက်တော့ဥစ္စာမစိတ်မနှိမ့်ပြီရှိတော့တယ်ကင်ထားပါတော့အခုရှင်ရာဟုလာကမြတ်စွာဘုရားပါမင်းကြလဲရာဟုလာရှင်သာသေချာရာဟုလာတောတော်တို့ပါတိမကသံဝရသီလကိုလုံးရှုံကာယကတသတိဘာဝနာဖြင့်ဥပဇာရသမာဓိအပ္ပနာသမာဓိရအောင်သမာဓိဘာဝနာထူထောင်ပြီးသည်မှနောက်ကာလ၌အာနိမိတ်တေဇာနိစ္စနမေဒုက္ခနိမေအတ္တနိမေခွာရှောင်စိတ်စေလျက်အနိမိတ်တအမြဲသောအနိစ္စ ानु ပါဒနာဒုက္ခ ानु ပါဒနာနတ္တ ानु ပါဒနာလို့ဆိုတဲ့ဝိပဿနာဘာဝနာကိုလည်းပဲပါဝိပွားများကြုကိုအရုပ်ပါလေမာနာနုတယနာမတက်ကစမတဲ့သံဃာတော်ငယ်မှပါရှိလာတဲ့ငါဆိုတဲ့မာနာနုတရားကိုလည်းပဲဥစ္စာသမုတ်စေတာပံအဖြစ်ပေတတ်နေအောင်ကြိုးစားပွားများအရုပ်ပါလေနိဗ္ဗာန်မရမရှင်းယန္တာမဖြစ်မရှင်းပွားများကြုကိုအရုပ်ပါလို့ပြောတာနဲ့မာနာနုတရားမௌဇာမန်တလုံးပြုတ်အောင်အရုပ်ပါဆိုတာအတိတ်ပဲအတူတူလို့ဒီလိုသတ်မှတ်လိုက်ပါတတော်မာနာပိသမယထို့သောမန္တလုံးပြုတ်တည်ရှိသောမာနာနုတရားကိုသမုတ်စေတာပံအပြင်အကျွမ်းမြင့်ပေတိုင်းနေသည်ရှိသောဥပါတန်တော်ကိလေသာအပူခတ်သိမ့်မြည်သည်ဖြစ်၍စရိတ်တတိမௌရှာမသည်လစ်လီနိုင်ကြချပေလိမ့်မည်ဘုရားရှင်ကစေတရာဟုလားမန္တလုံးပြောင်းအတုပ်ပြည်တိနဲ့တပြင်းနဲ့ကိလေသာအပူခတ်သိမ့်ဟာအဲ့ဒီမာနဆိုတဲ့ခေါင်းဆောင်နောက်မှာတခါတဲ့အကုန်လုံးဟာပြုတ်သွားပါပြီမန္တလုံးပြုတ်သည်နဲ့တပြင်းနဲ့1500ကိလေသာသည်အလိုအလျောက်ပေသပြီဖြစ်ပါပြီဒါကြောင့်ရာဟုလာမန်ဆိုတဲ့တလုံးပြုတ်အောင်သာရင်ပွားများကြုကိုအရုပ်ပါရာဟုလာလူရောဘအရွယ်မှာမိမိရဲ့ခန္ဓာကိုယ်ပေါ်မှာနေစာဒုက္ခသူပါအတ္တငါရဲ့ခန္ဓာကိုလှလိုက်တာဖွေလိုက်တာမင်္ဂလာရှိလိုက်တာလို့သုံးပတ်နေတဲ့လူမျိုးအရွယ်မှာပေးလိုက်တဲ့ကမ္မထံကဘာကမ္မထံပေးတော့ကာယကတာသတိဘာဝနာဖြင့်သမာဓိကိုထူထောင်ဖို့ကြံတဲ့အချိန်မှာကြားတဲ့အခါမှာဘာဝနာတွေကိုပွားများကြုကိုအထောက်ပုံပြောင်းလဲသွားတာလေးရှိရဲ့နော်ဒီတော့မြတ်စွာဘုရားမိန့်ကြတော်မူထားတဲ့ဒေသနာတို့အတိုင်းရှင်ရာဟုလာကအဲ့ဒီဩဝါဒတန်လိုက်နာပြီးကြင်ကြံကြုကအားထုတ်လိုက်တာကိုရင်ဘဝမှာတော့ရှင်ရာဟုလာယဟန္တာမဖြစ်ခဲ့ဘူးဘယ်ရှင်ကြမှာဖြစ်တော့ယဟန်ဖြစ်ပြီးမှဖြစ်တဲ့အာသဝကုံခံယဟန္တာဖြစ်ခဲ့တယ်ဘုရားရှင်ဒီဟုသောကမ္မရဏစရိယရှင်သာရိပုတ္တရာဒီဟုသောဥပ္ပဇေဆရာတို့နဲ့နှိပ်ပေါင်းများစွာအတူနေခဲ့ရသောကဘာတသိမ့်တိုင်တိုင်ပါရမီတရားကြင်ကြံကြုကအားထုတ်ခဲ့သောရှင်ရာဟုလာသည်နောက်ဆုံးဘဝမှာတရားအားထုတ်တာကိုရင်ဘဝနဲ့စစ်သုံးလိုက်တဲ့ကြင်ကြံကြိုးကိုအားထုတ်ခဲ့ရသည့်အတွက်ကြောင့်ဒီတရားနာပရိသတ်ပေါင်းသူတို့ကောင်းတို့လည်းပဲငါတို့လည်းပါရမီမရင်ကျင့်သေးလို့ဒါပေမဲ့ဘုရားသာသနာတွင်မှာအခုလိုကြင်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဒီပါရမီဓာတ်ဒီနိဗ္ဗာန်မဲ့ဖို့အတွက်ဒါတည့်ရကျေစုပြုနေမှာပဲဒီဘဝမှာနိဗ္ဗာန်မဲ့ဖို့ရရှင်လည်းရမယ်မရရင်လည်းပဲအရှင်းကြီးမဖြစ်ဘူးသာသနာနဲ့ကျုံကြိုက်တဲ့အခါကာလမှာတနေ့တရက်တဏ္ဍာနဲ့မြအသက်ရှင်ရခြင်းသည်သာသနာ့ဘအခါကာလမှာစัจ java ဝိမရဲ့စိတ်စဉ်ရှမ်းသာတယ်လူမရဲ့စိတ်စဉ်ရှမ်းသာဗျာမာမရဲ့စိတ်စဉ်ရှမ်းသာကိုကတိနဲ့ရှိပြီးတော့နော်ကဘာကတ်နဲ့ရှိပြီးရတဲ့ဘဝထဲပါတယ်တန်ဖို့ကြည့်ပါတယ်ဒီ
ဒီမှာအရင်ပြောဘူးတလားမသိဘူးအဓိမုတ်ဒီကာလကရိယာဆိုတဲ့ပါဠိနဲ့ပတ်သက်ပြီးတော့ထာဂရသုံးဆောင်တစ်ပြိုင်နဲ့ဖွင့်တဲ့ကာလကရိယာဆိုတာသေခြင်းဒီအနေနဲ့သိတာကမရဏနော်မရဏနဲ့ပါဠိမှာကာလကရိယာအတူတူပဲအဓိမုတ်ဒီကာလကရိယာသုံးဖို့အဓိမုတ်ဒီကာလမရဏလို့ခေါ်တယ်အဲ့ဒီအဓိမုတ်ဒီကာလမရဏဘာပြောတာလဲဆိုရင်ဘုရားအလောင်းတော်ကြီးများဟာတဲ့နတ်ပြည်ပြန်မပြည်သို့ရောက်ရှိနေတဲ့အခိုက်အတန့်မှာနတ်ပြည်ပြန်မပြည်ဆိုတာလူလောကလို့သိရှင်တဲ့အရှင်သူ့ဟာသူတတ်မှတ်ချက်မရှိဘူးမဟုတ်ဘူးအသက်တန်ကတတ်မှတ်ချက်ရှိတယ်စတုမာတဲ့